အားလုံးပဲမင်္ဂလာပါ Audio Book Diary အစီအစဉ်မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတိတ်မှန်မောင်ဝါရဲ့ဒုကိုတော်ဆိုတဲ့ဝတ္ထုတူလေးတစ်ပုဒ်ကိုခန်းစားတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒုကိုတော်မောင်လူအေးသည်အလျား10ပေအနံ15ပေအခန်းကလေးအတွင်းအလုပ်ရှုပ်နေကြရုတ်တရက်ပေါက်ရလာသူကအရှင်ဦးညာနိုင်တာဖြစ်လေသည်အကြောင်းမကြပဲရုတ်တရက်ပေါက်လာသည်ကိုထောက်လိုက်တော့ဇန်နှင့်ကြွလာသည်ဟု၍ပင်ထင်မှတ်ဖွယ်ရှိ၏သို့သောကျွန်ုပ်တို့၏ကိုတော်ကဇန်ရသောကိုတော်မဟုတ်အခြားယဟန်များကဲ့သို့ရိုးရိုးကိုတော်ပင်ဖြစ်လေသည်လွန်ခဲ့သည့်4-5 လအတွင်းဇင်ယော်ဒီဟုသောလေရင်ဖြင့်ကောင်းကင်ယံတွင်ရင်မြန်မှုသည်ဟု၍ကကြားသိရလေသည်အရှင်ဦးညာနိုင်နာကိုတော်သည်ဇန်မရသောကြောင့်သာအခြားကိုတော်များနှင့်တစားတည်းထားရသောလဲစင်စစ်ကအခြားကိုတော်များထက်ထူးခြားသောအချက်များစွာရှိလေသည်ယင်းထူးခြားသောအချက်များနှင့်ရုပ်လက္ခဏာ၏ထူးခြားခြင်းကိုရှေးဦးရေးသားရပေမည်အရှင်ဦးညာနိုင်နာကိုတော်၏အသက်မှာ30ကျော်45နှစ်ခန့်ရှိပေလိမ့်မည်အသားတော်မှာခက်နက်နက်နေ၏မဏိတော်မှာခက်လုံးလုံးနေလေသည်ပိဋကတ်သုံးပုံကိုထုံးလိုမွေရေးလိုနှောက်သောကြောင့်ပေလောအလွန်ပူအိုက်သောနေရက်တွင်ကြီးပင်လာရသောကြောင့်ပေလောမသိစက္ကူတော်များမှာခက်မင်းမင်းနေ၏ဈေးစကားကိုသုံးမည်ဆိုသောမျက်ခမ်းဆက်သည်ဟု၍ဆိုရပေမည်မျက်မှန်မပါလျင်စာဟုကောင်းစွာမကြည့်နိုင်နေရောင်ကိုမခံနိုင်ထို့ကြောင့်မဟုတ်လောဒီကဘာမှာနေမတပါမြည်သူအားမြငါမကြောက်ဟု၍အကြိမ်ကြိမ်ပင်မိန့်မွက်တော်မူလေပြီအရှင်ညာနေ၌သွားတော်ဆွေတော်များအားကွမ်းဝါလွန်သောကြောင့်မကြီးသည့်အယောင်ခက်ပြောင်ပြောင်ခက်လက်လက်ခက်နက်နက်လည်းနေပေသည်အရှင်ဥညာနေနာဝတ်သောသင်္ကန်းတော်များအားပြောင်လက်ထိန်ဝန်းခြင်းမရှိတစ်ခေါက်ဆူအယောင်ညစ်ပုတ်ပုတ်ညစ်ထေးထေးနေလေသည်ဤနေရာတွင်ကျွန်ုပ်တို့၏ကိုတော်မှာယခုကာလယဟန်အချို့တို့ထပ်ပင်ဝီနီးတော်အတိုင်းကျင့်ပေသည်အရှင်ဥညာနေနာ၏အခြားထူးခြားသည့်အချက်ကဝန်တာနုစိတ်ထားကြီးမားခြင်းဖြစ်လေသည်မြမများဆင်းရဲနေကြသည်ကိုလာလာမြမရှုနိုင်သာသနာတော်ကြီးမိမ့်မိန်နေသည်ကိုလာလာမြမခံသာပေထို့ကြောင့်မဟုတ်လောမြမပြည်တွင်ဝန်တာနုတွေ GCBA တွေပေါ်လာကြတဲ့ကဝန်တာနုအလုပ်ကိုလိုက်စားလာခဲ့သောပုဂ္ဂိုလ်ကြီးဖြစ်လေသည်ထုံလွန်လေပြီးသောခေတ်မှယခုမလွန်သေးသောခေတ်တိုင်အောင်ဝန်တာနုများအတွက်မြည်သို့ဆောင်ရွက်ခဲ့သည်ကိုမှတ်တမ်းတင်ကြည့်အောင်စို့ဝန်တာနုများနှင့်ပတ်သက်၍အရေးပိုင်မင်းထံသို့ရောက်သောအရှင်ဥညာနေနာ၏စာများလျှောက်လွှာများအားမရေတွက်နိုင်ပြီအရေးပိုင်များမကသေးခရိုင်မင်းကြီးထံသို့ရောက်ခဲ့ပြီးသောစာပေါင်းလျှောက်လွှာပေါင်းလည်းအတော်ပင်များခဲ့ပြီခရိုင်မင်းကြီးကိုကြော်ပြီးလျင်ဗန္နာမင်းကြီးထံသို့ပင်အရှင်ဥညာနေနာ၏စာများလျှောက်လွှာများအတော်အသင့်ရောက်ခဲ့လေပြီဗန္နာမင်းကြီးများမကသေးမြမပြည်ဘင်္ဂန်မင်းကြီးထံသို့ပင်အရှင်ဥညာနေနာ၏စာအချို့ရောက်ခဲ့လေသည်ဤမြနှင့်အဘယ်မှာကျင့်납ပေအောင်မည်နီအိန္ဒိယပြည်ဘင်္ဂန်ချုပ်ကြီးပင်အေးမနေရဗြိတိရှအင်ပါယာနိုင်ငံတော်ကြီးကိုစိုးစံတော်မူသောအရှင်ကျော့ဘုရင်မင်းမြတ်ထံတော်သို့ဥညာနေနာ၏ပေးစာလျှောက်လွှာများရောက်သည်ဟု၍ကမကြားဘူးကြအရှင်ဥညာနေနာကိုတော်ကလည်းဤအကြောင်းကိုထုတ်ဖော်၍မိန့်တော်မမူအရှင်ဥညာနေနာကိုတော်၏စာတို့စာရှည်စာပလက်ပွေမှစ၍လျှောက်လွှာအထွေထွေတို့ကြောင့်နယ်ပိုင်းမြို့ပိုင်းနယ်ပိုင်းစရေးမြို့ပိုင်းစရေးတို့မှာအားရသည်ဟု၍မရှိဟိုသွားစုံစမ်းရဒီသွားထောင်လန့်ရဟိုမှာစစ်ဆေးရဒီမှာစစ်ဆေးရနှင့်အလုံများလှုပ်လာခဲ့ကြသည်မှာအတော်ပင်ကြာခဲ့လေပြီတို့ဖြစ်သောကြောင့်အရှင်ဥညာနေနာကိုတော်မြတ်ကိုမြင်ကြရလျင်အလိုလိုစိတ်ထဲတွင်ရှုပ်ထွေးလျက်နေကြလေသည်အရှင်သူမြတ်၏လျှောက်လွှာများကိုစစ်ဆေးနေရသည်နှင့်ပင်အခြားအလုပ်များကိုလုပ်ရသည်ဟု၍မရှိပြီနယ်ပိုင်းယုံမြို့ပိုင်းယုံတို့အတွင်းအပြင်ဝင်လိုဝင်ထွက်လိုထွက်မိမိပိုင်တဲ့ဝိဟာရကဲ့သို့ပင်မှတ်ထင်လေရော့သလားယုံပြတာများမှာအရှင်သူမြတ်အားမနှင်ဝင့်ယုံစည်းများလည်းမပြောဝင့်နယ်ပိုင်းမြို့ပိုင်းများပင်အသာကြည့်နေရလေတော့သည်မသူတော့အားခက်မာခက်ဆက်ဆက်ကလေးပြောလိုက်မည်ဆိုကအရှင်သူမြတ်ဒေါပွားလာတော့မည်
စူးဘော်ဖတ်ကြဖတ်ပေါက်ဖတ်ဘော်စူးကြလည်းဖတ်ပေါက်လေတော့မည်အရှင်သူမြတ်၏လျှောက်လွှာများလည်းဘယင်ကံကျုပ်တို့ထံသို့ရောက်ကြလေတော့မည်မောင်လူ၏အိမ်ထဲသို့ရောက်လာသည်မှာတလပြင်မကြာသေးအရှင်ဥညာဏိဏနှင့်သုံးကြိမ်တိုင်တွေ့ကြုံခဲ့ရလေပြီပထမအကြိမ်ကပြတောက်ရွာသားများ၏တတ္တမေရအခွန်တော်ရေးနှင့်ပတ်သက်၍ဖြစ်၏ဒုတိယအကြိမ်ကအရှင်ဥညာဏိဏ၏မိတ်ဆွေဦးစင်းတစ်ပါး၏စာသင်ကျောင်းတည်ထောင်ရေးအတွက်ဖြစ်၏ယခုတတိယအကြိမ်ရောက်ခြင်းကဝက်သေးကံတွင်ရေနှဲပါသောကိစ္စကြောင့်ရောက်လာခြင်းဖြစ်လေသည်ဤတလအတွင်းသုံးကြိမ်တိုင်ရုံးသို့ရောက်လျင်နောင်မောင်လူအေးဤနယ်တွင်ရှိသမျှကာလပတ်လုံးအရှင်ဥညာဏိဏနှင့်အကြိမ်မောင်းညီမျှတွေ့ရအောင်မည်နီမောင်လူအေးရောက်နေသောနယ်အတွင်းရှိနယ်သူနယ်သားကြီးငယ်ရွယ်လက်လဲနေလေအောင်မြင်းသောမကြံအားလုံးပင်အရှင်ဥညာဏိဏနှင့်မတိသူမရှိတိသူကြီးဖြစ်လေသည်မြည်သူမဆိုအရေးအကြောင်းတစုံတရာရှိလျင်အရှင်ဥညာဏိဏထံရှေ့မောက်သို့ရောက်လာကြလေသည်လေပြောက်လျှောက်လို့လဲရောက်လာတဦးနှင့်တဦးမြေလူးကြလင်လဲရောက်လာအစိုးရမင်းကမြေသိမ်းသောအခါမြေရော်ကြီးကြည်နက်မရလင်လဲရောက်လာကြေးရွာများတွင်ရေမလုံလောက်သောအခါတွင်၎င်းကြေးရွာများတွင်လမ်းကောင်းလိုသောအခါတွင်၎င်းကြေးရွာများတွင်ပွဲခံလိုသောအခါတွင်၎င်းကြေးရွာများတွင်ဖျားပွဲကျင်းပလိုသောအခါတွင်၎င်းကြေးရွာများတွင်စာသင်ကျောင်းကောင်းလိုသောအခါတွင်၎င်းအရှင်ဥညာဏိဏ၏ခြေတော်ရင်းသို့ဝစ်စင်းကရောက်လာကြသည်သာတည်းအရှင်ဥညာဏိဏကိုတော်မှလည်းထိုလာသမျှသောသူတို့၏လျှောက်ထားချက်တို့ကိုလက်ခံပြီးလျင်မြို့အုပ်ထံလျှောက်လို့လျှောက်ဝင်တော့ထံလျှောက်လို့လျှောက်အရေးပိုင်ခရိုင်မင်းကြီးဗန္နာမင်းကြီးဘယင်ကံကျုံးမှစ၍ဆိုင်ရာအရာရှိများထံသို့ရောက်အောင်ပေါက်အောင်လျှောက်လွှာများကိုရေးသားပေးနေရသည်နှင့်ပင်နေ့စဉ်အလုပ်ရှုပ်လျက်ရှိနေတော့၏စာပေကြည့်ရှုရန်၎င်းကမ္မထမ်းဘာဝနာစည်းပြရန်၎င်းအဘယ်မှလျှင်အချိန်ရပါတော့အန်နီငယ်စဉ်ကမြည်သည့်အစာအထိပေါက်ရောက်ခဲ့ကြောင်းကိုမြည်သူမျှသိမည်မထင်နေ့စဉ်ပင်ရွာသူရွာသားတို့ဖြင့်ပြည့်နှက်စည်းကား၍နေသောအရှင်ဥညာဏိဏ၏ကျောင်းဝိဟာရကမြဝတီဆရာတော်ဖျား၏အုတ်ကျောင်းဝိဟာရကဲ့သို့ခမ်းနားကြီးကျယ်ခြင်းကမရှိလာပေဝက်သေးကံ၏နှစ်ဖူးစီတုတ်တရာလန်းအနီးရှိငှက်ပြောဥယျာဉ်ကလေးအတွင်စောက်လုပ်ထားသောဝါကျောင်းဝိဟာရကလေးဖြစ်လေသည်ကြေးရွာကြီးလက်မှဝင်သာနုထိပ်သီးများကကြီးညိုကြသဖြင့်စောက်လုပ်ပြီးသောကျောင်းတော်ဝိဟာရပင်ဖြစ်လေသည်ဤဝါကျောင်းကလေးအတွင်းမှပင်ဘယင်ကံချုပ်တို့ထံသို့ပို့သောစာတိုစာရှည်များကိုရေးသားခဲ့လှလေပြီနည်းနည်းဝါကျောင်းဟူ၍မမှတ်ရရာဇဝင်တွင်ရအောင်တန်မိုင်းကြောက်စာထိုးထားရန်ထိုက်သောဝါကျောင်းကလေးပင်သည်လျှောက်လွှာများစာတိုစာရှည်များကိုစီကုံရေးသားခြင်းကိစ္စပြီးစီး၍အားရှိလျင်ကျောင်းတော်ဝိဟာရရှိတလင်းပြောင်ညောင်မင်းကြီးအောက်တွင်အညောင်းပြေအညာပြေဇင်းညံကြွတော်မူသည်မဟုတ်ဝါကက်ရခြင်းအလုပ်ဖြင့်အချင်းကိုအသုံးပြုတော်မူလေသည်ရင်းဝါကက်တို့ကိုရောင်းချသည်ဟူ၍မမှတ်ရမိမိကျောင်းတော်ဝိဟာရကိုမွမ်းမံရန်မျှသာဖြစ်သည်ဟု၍အိုးစာဖတ်သူအပေါင်းသူတော်ကောင်းတို့သည်ကနာထမှတ်ယူကြပါကုန်လောသာဓုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ